မင်းချက်သေးတဲ့အရွယ်မှာဒုက္ခတစ်ခုနဲ့ကြုံတွေ့လာတိုင်းအရင်ဘဝကငါဘာတွေများလုပ်ခဲ့မိပါလဲဆိုပြီးရှင်ဘဝကစိတ်နဲ့ခန္ဓာကိုပြစ်တင်မိတယ်။ခုလက်ရှိချိန်မင်းချက်လာတဲ့အရွယ်မှာတော့ရှင်ဘဝကစိတ်နဲ့ခန္ဓာကိုကျေးဇူးတင်မိပြန်တယ်။ဒါကြောင့်လဲဆိုရင်ခုလက်ရှိဘဝမှာလူပြန်ဖြစ်လာအောင်ကျင့်စာရိတ္တကောင်းလေးမြင့်မြတ်တက်လာအောင်ကြိုးစားအထောက်ပေးခဲ့လို့ပါပဲ။ကျမတို့တွေတခုခုဆိုပြစ်တင်မိတဲ့ရှင်ဘဝကစိတ်နဲ့ခန္ဓာဟာလူဘဝပြန်ရလာအောင်ဆွမ်းဆောင်နိုင်ခဲ့တာမို့ခုလက်ရှိဒီဘဝမှာကောင်းမွန်စွာဖြစ်တဲ့ကြိုးစားအထောက်ရင်ရှင်သန်နေကြသွားတိုင်းကျင့်ပြန်ထားဖို့မမေ့ပါနဲ့။နောက်ဘဝမှာအနည်းဆုံးတော့လူကလေးပြန်ဖြစ်လာအောင်ကြိုးစားအထောက်နိုင်ကြပါစေ။ကျမရဲ့စာသားလေးတွေကိုကြိုက်နေတတ်တဲ့ဆိုရင် like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်